ပတ်ဝန်းကျင်ကောင်းအားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ရေငှက်ကလေးတို့ရေ Sky Map Story ကာတွန်း channel လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ငှက်ကလေးများရေစိတ်ဝင်စားစရာကာတွန်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာမလို့ subscribe လေးနေပြီးတော့အားပေးခဲ့ပါအောင်နော်ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုဆက်လိုက်ကြရအောင်ပါစာကလေးမလေးပေါ်ပါကသူကလေးနှစ်ယောက်နဲ့အတူငှက်တိုက်လေးတွေမှာပျော်ပျော်ရွှင်ရွှင်နေထိုင်ပါတယ်ကဲကလေးတို့မေမေရဲ့အစာသွားရှာလိုက်အောင်မေမေမေကလေအခုမှမနဲ့ပဲရှိသေးတာကိုအစာရှာဖို့အချိန်တွေကအများကြီးကြံပါသေးတယ်ခဏနေမှသွားပါလားဟင်မေမေမဟုတ်ဘူးလေဒါလေးရဲ့မနဲ့စောစောထပြီးအစာရှာထွက်တဲ့ငှက်ကမှအစာရတာကွယ်နေပင်ထိုးတဲ့အထိအိတ်နေတဲ့သူကတော့ညနေမိုးချုပ်တဲ့အထိတတော်လုံးနှက်နေအောင်လိုက်ရှာရင်တော့မှဘာမှရမှာမဟုတ်ဘူးစာကလေးမလေးဘဝကလေသူ့ရဲ့ကလေးတွေကိုဆုံးမစကားပြောပြီးအစာရှာထွက်ခဲ့ပါတယ်။မကြခင်မှာပဲဝါဝါတယောက်ကလပေးစစ်လေးတစ်စိကိုကောက်ရပါလေအောင်။ဒီနေ့တော့ငါစောစောစီစီအစာရှာတွေ့တာပဲ။ကဲဒီနေ့တော့စောစောပြန်ပြီးတော့ငါရဲ့ကလေးတွေကိုတော်တွေကိုလိုက်ဖို့အောင်မှာပဲ။ဝါဝါကလေပျော်ပျော်ရွှင်ရွှင်နဲ့ကလပေးစစ်လေးကိုနှုတ်သီးနဲ့ကိုက်ချီပြီးတော့သူ့အတိုက်စီကိုပြန်လာခဲ့ပါတယ်။ဝါဝါတယောက်ကြီးကန်းကာလူရဲ့အတိုင်နာကနေဖြတ်ပြန်လာတဲ့အချိန်မှာပဲသူ့ရဲ့နှုတ်သီးတွေကကလပေးစစ်လေးကပြုတ်ကျသွားပါလေရောကာလူကြီးကန်းကလည်းချက်ချင်းစစ်တလို့ပြန်လာပြီးတော့အဲ့ဒီပေးစစ်နာမှာဝင်နာလိုက်ပါတယ်ဟဲ့ကာလူနေတာဘာလို့တာလဲဒါငါအစာလေးဒီနေရာရောက်မှငါနှုတ်သီးကနေပြုတ်ကျသွားတာငါအစာကိုအမြန်ပြတ်ပေးစမ်းဘသူပြောလေဒီအစာကငါအစာဒါငါပိုင်တာငါပဲစားမှာအရက်ကတော့ရေကြကြပါအောင်ပြန်ပြတတာဖြစ်အောင်ကူညီကြပါအောင်ဒီကြီးကန်းကကျမအစာကိုလူယူနေလို့ပါကျမအစာပြန်ရအောင်ကူညီကြပါအောင်ရှင်ဝါဝါရဲ့အတန်ကိုကြတော့တော်တွေကတခြားငှက်တွေကလည်းရောက်လာကြပါတယ်တငယ်ချင်းတို့ဒီကြီးကန်းမနဲ့စောစောစီစီအစာရှာထွက်တာနေတို့တခါတလေများမြင်ဖူးကြလို့လားငှက်တွေအားလုံးကပြိုင်တူခေါင်းခါကြပါတယ်ကျမဒီကလပေးစစ်လေးရဖို့တော်တော်လေးရှာယူခဲ့တာပါကျမနှုတ်သီးကနေဒီပေးစစ်လေးပြုတ်ကျသွားတာကိုဒီကြီးကန်းကအခုသူ့ဟာပါဆိုပြီးတော့လုံးနေပါတယ်ဒါငါ့ဟာပါဆိုဒီအစာကိုငါရှာတွေ့ထားတာကာလူငါတို့နေကိုဒီလိုလောက်ခွင့်မပေးနိုင်ဘူးဒါမတရားလုပ်တာပဲသူများစာကိုနေဒီလိုမတရားလူယူလို့မရအောင်အခုလေးတင်ပဲနေအတိုက်သေးမှာပစက်ဖြေးပြီးတော့အိတ်နေတာငါတွေးလိုက်သေးတယ်အဲ့ဒါဘလို့လုပ်ပြီးတော့ဒီရစာကနေစီရောက်လာမှလဲစိတ်စိတ်ပြောတာအမှန်ပဲဒီမေကာလို့နေဒီနေ့အထိမနေ့စောစောထပြီးအစာရှာထွက်တာတခါမှမရှိသေးဘူးအဲ့ဒါကြောင့်တိတ်တိတ်ကလေးနေပြီးအဲ့ဒီအစာကိုစာကလေးမကိုပြန်ပေးလိုက်မဟုတ်လို့ကတော့ငါတို့အားလုံးကနေစီကအတင်ဝိုင်းလူရလိမ့်မယ်အေးပါပေးပါမယ်ဒီလောက်ထိအဟိနေစရာမလိုပါဘူးတွေးကြသေးတာပေါ့ဟာကြီးကဲကလူကဝါဝါကိုမချင်မနှက်ကြည့်ပြီးဆောင်းအောင်ပြောလိုက်ပါတယ်ပြီးတဲ့နောက်တော့သူ့အတိုက်သေးကိုဒေါသတကြီးနဲ့ပြန်ဝင်ထိုင်နေလိုက်တာပေါ့ဒီစာကလေးမကိုတော်တွေကမမထုတ်နိုင်ရင်ငါနာမည်ကာလူမဟုတ်ဘူးမှတ်ဒီလိုနဲ့ရန်နှင်းငယ်ကြာသွားပါတယ်ဒီနေ့မှာတော့စင်စင်ကပန်းသီးနီနီလေးကိုသူ့အတိုက်သေးကနေယူလာပါတယ်ရေရင်သွားတောက်လိုက်အောင်မေပြန်လာမှပဲဒီပန်းသီးနီနီကိုစားရမယ်စိတ်စိတ်ကလည်းပန်းသီးနီနီကိုအတိုက်ထဲမှာထားခဲ့ပြီးတော့မျက်စီကိုရေသွားတောက်ပါတယ်ကာလူကတော့စိတ်စိတ်ကိုအဝေးကနေလှမ်းချောင်းနေတာပေါ့စိတ်စိတ်ထွက်သွားတာနဲ့ကာလူကစိတ်စိတ်အတိုက်စီကိုချက်ချင်းဆွတ်တယ်လို့ရောက်သွားပါလေတယ်ဟာအခုမှပဲတကယ်ပွေကြီးပွေကောင်းပဲဟေးကာလူကစင်စင်ရဲ့ပန်းသီးနီနီလေးကိုယူပြီးတော့ဝါဝါရဲ့အတိုက်ရှိရာဘက်ကိုထွက်လာခဲ့ပါတယ်။ဝါဝါအစာရှာထွက်နေတဲ့အချိန်ပေါ့။ကာလူကသူ့ချီလာတဲ့အသီးကိုဝါဝါရဲ့ကလေးရီစီကိုတွားပေးလိုက်ပါတယ်။ဂူတီယာနဲ့ဂူဂူဒီပန်းသီးနီနီကိုမင်းတို့မေမေကမင်းတို့စားဖို့ပေးလိုက်တာ။ကဲစားလိုက်ကြတော့။ဒီမေဦးလေးသားတို့မေမေရောဗမာလေးဟင်မင်းတို့မေမေကဟိုရှိကအစာထက်ရှာနေတယ်။ကာလူကလေသူ့လုံးစရာရှိတာကိုလှုပ်ပြီးတာနဲ့အဲ့ဒီနေရာကနေအမြန်ပြန်ထွက်သွားပါတယ်။ဟင်ငါပန်းသီးနီနီကိုဘသူခိုးသွားတာလဲ။အခုလိုနေခင်းကြတော့ကြီးမှာပါ
ခိုးနေကြပါလားငါလုံးဝခွင့်မလွတ်နိုင်ဘူးအဲ့ဒီတခုကိုအပြစ်ပေးရမယ်စိန်စိန်အော်ဟေးလိုက်တော့ဖြူဖြူရေကာလူရေတွေ့တွေ့ရေရောက်လာကြပါတယ်တစ်ချိန်တည်းမှာပဲတာလီကလည်းရေးရေးကလည်းရောက်လာပါတယ်တငယ်ချင်းတို့ဒီနာငှက်တွေအကုန်လုံးရဲ့အတိုက်တွေကိုမြင်လိုက်စေပေးပါဦးငါပန်းတီနီနီလေးဘသူစီမာလဲဆိုတာလိုက်ကြည့်ပေးပါဦးမင်းတို့ကအမြဲတမ်းငါ့ကိုပဲတန်တရားဖြစ်နေကြတာကဲငါရဲ့အတိုက်ကိုပဲအရင်လာစစ်ကြဒီလိုနဲ့အားလုံးကလည်းကာလူနဲ့အတူလိုက်သွားကြပါတယ်သူ့တိုက်ထဲမှာတော့စိတ်ဆင်းရဲပန်းတီမရှိဘူးဟဲ့ဟိုနားမှာစာကလေးမှလည်းအတိုက်ရှိတယ်လေအဲ့ဒီကိုလည်းသွားကြဝင်ရှာကြည့်ပေါ့အဲ့ဒီနောက်အားလုံးကလည်းဝါဝါရဲ့အတိုက်စီကိုသွားကြပါတယ်စိန်စိန်ကဝါဝါအတိုက်ထဲမှာရှိနေတဲ့သူ့ရဲ့ပန်းတီနီနီလေးကိုတန်းမမိသွားတာပေါ့ဒါငါအသေးပဲဝါဝါကဒီလိုလုံးရက်တည်ခဲ့လားဦးလေးဒီရတီယာဦးလေးကလူလာပေးသွားတာလေဦးလေးကလူပဲပြောပြလိုက်ပါဦးတွေ့လားကလေးတွေကစားဒီတော့ထဲမှာကာလူကနမေပြက်နေမှန်းသိနေကြတာဘေးသူခိုကာလူခိုးတွေပဲဆွဆွဲကျင်ကြတာအဲ့ဒီအချိန်မှာပဲဝါဝါကပြန်ရောက်လာပါတယ်ဟဲ့ဝါဝါနေလာစမ်းပါဦးဒီမေအခုတော့နေရဲ့မျက်နှာဖုံးကွာကျသွားပြီငါတို့ကနေနဲ့ကာလူရန်ဖြစ်တိုင်းကာလူကိုပဲအမြဲတမ်းအစိုးမြင်ခဲ့တာဒီတခါတော့နေကိုလည်းပူးလက်ကျမ်းမိပြီငါအတီကိုနင်းခိုးသွားတာတငယ်ချင်းရေငါအဲ့လိုမခိုးရပါဘူးဒါတယောက်ယောက်ကငါ့ကိုညံစင်ထားတာပါဝါဝါနင်းခိုးလာရဲ့ဒီနင်းအတိုက်ထဲမှာမိတာငါတို့အားလုံးကမြင်ပြီးသွားပြီလေအဲ့ဒါကြောင့်နင်းဒီတော့ထဲကနေအခုချက်ချင်းထွက်သွားတော့ဒါငါတို့ဆုံးဖြတ်ချက်ပဲတကယ်လို့များငါသာခိုးခဲ့တယ်ဆိုရင်အားလုံးကငါ့ကိုဝိုင်းထိုးကြိတ်ပြီးဒီတော့ထဲကနေမောင်းထုတ်ကြမှာအခုဝါဝါအလေးကြတော့ဘသူကမှဝေမပြောပေးကြပါလားဟဲ့ဝါဝါနင်းသွားရမှာကသွားရမှာပဲငါတို့ကနေခိုးတာကိုလက်ပူးလက်ချက်မိထားတာဒါနဲ့အတိုက်ထဲကနင်းကလေးတွေစားနေတဲ့ငါ့ပန်းတီနီနီလေးငါတငယ်ချင်းအရေးကြီးကြတော့မှငါစကားကိုမယုံကြတော့ဘူးဆိုရင်ငါကလေဒီတော့ထဲမှာစနေချင်းစိတ်မရှိတော့ဘူးကဲငါသွားတော့မယ်ဝါဝါကလေကလေးတွေကိုအတိုက်သေးကိုထိအတိုက်ကိုချီပြီးတော့အဲ့ဒီနေရာကနေထွက်ခွာသွားပါတယ်အခုတော့သူကအရှိဘက်တုံးစီကိုသွားပြီးတော့တစ်ပင်ကြီးတစ်ပင်မှာအတိုက်ချလိုက်ပါတယ်ငါအဲ့ဒီကိုဘတော်မှပြန်မသွားအောင်ငါကလေးတွေလေးရှိတာပဲငါဘသူ့တငယ်ချင်းမှမလို့မမေသားတို့မမေနဲ့အတူအမေရှိနေမှာပါရန်နေကြတော့ကာလူကသူ့တငယ်ချင်းကြီးကန်းကြီးတကောင်သူ့ဘလို့ကြံစီခဲ့တဲ့အကြောင်းဖောက်သေးပြန်ချနေပါတယ်ကိုမေရေကျုပ်ကတော့မေစိန်ရဲ့ပန်းတီကိုခိုးပြီးတော့ဟိုစားကလေးမရဲ့အတိုက်ကြီးကိုတွားထိထားလိုက်တာလေပြီးတော့အခုသူ့ကိုဒီတော့ထိကနေအပီမောင်းထုတ်ပြစ်လိုက်ပြီကာလူရမင်းကတော်ညံများတဲ့ကောင်ပဲမင်းတို့ဘသူကမှရှင်းနိုင်မှာမဟုတ်ဘူးဖြူဖြူကကိုမင်းနဲ့ကာလူပြောနေတာတွေကိုကြားသွားပါတယ်ငါတို့အားလုံးအပြစ်ကြီးတစ်ခုလုံးမိကြပြီငါတို့တွေကြီးကန်းစကားကိုနားရောက်ပြီးဝဝကိုတော်တီကနေမောင်းထုတ်လိုက်မိပြီဖြူဖြူကအားလုံးသိအောင်ဖြစ်ချောင်းကုတ်စင်ကိုပြန်ပြောပြလိုက်တော့အားလုံးကတစုတဝင်းနဲ့ဝဝရှိတဲ့အရှိဘက်တုံးစီကိုတွားကြပါတယ်ဝဝရေငါတို့ကိုခွတ်လို့ပါနော်ငါတို့အရင်မှားသွားပါတယ်ပြန်လိုက်ခဲ့ပါဟာနေရငါတို့တငယ်ချင်းပါဟာတငယ်ချင်းတို့ရေငါလေးဒီမှာပဲပြောတယ်ကို့အပေါ်လေးစားမှုရောယုံကြည်မှုပါမရှိတဲ့နေရာမျိုးတစ်ဖက်သားအပေါ်ဆွလာဆွေလာမလုပ်ခင်အဲ့ဒီသူရဲ့အတိတ်ကယူသားမှုတွေကိုထင့်မစင်စားပေးနိုင်တဲ့နေရာမျိုးကိုငါဘတော်မှပြန်မသွားနိုင်ဘူးဒီလိုနဲ့စာကလေးမလေးပေါ်ဝါကလည်းအရင်နေရာဟောင်းကိုလုံးဝပြန်မလိုက်တော့ပဲအဲ့ဒီမှာပဲဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်သူတငယ်ချင်းတွေကလည်းအရန်ကိုနောင်တရသွားကြပြီးတော့စိတ်ပြက်လက်ပြက်နဲ့ပြန်သွားကြရပါတယ်တငယ်ချင်းလေးတို့ရဲ့ယုံကြည်မှုနဲ့လေးစားမှုမရှိပဲသူတစ်ပါးစကားကိုနားရောက်လွေပြီးလွယ်လွယ်နဲ့ဆွဆွဲအပြစ်တင်တတ်တဲ့ပုံဝန်းကျင်မျိုးမှာပြန်နေထိုင်ဖို့မသိတော့ဘူးဆိုတာတကယ်ရေးကြည့်တဲ့သင်ခန်းစာပဲနော်အခုပြောပြတဲ့ပုံပြင်လေးကိုစနေတတ်တယ်ဆိုရင်တော့လိုက်လေးပေးသွားဖို့မမေ့ပါနဲ့နော်ပုံပြင်လေးကနေသင်ခန်းစာတစ်ခုကိုရရှိခဲ့မယ်ဆိုရင်
channel လေးကို subscribe လေးလုပ်သွားပါနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေကိုနောက်ထပ်တင်ဆက်ပေးအောင်ပါမလို့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်တဘောထားကြီးတဲ့စာကလေးမလေးအားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ရေငယ်ကလေးတို့ရေ Swamp Story ကာတွန်း channel လေးကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါတယ်ငယ်ကလေးများရေစိတ်ဝင်စားစရာကာတွန်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာမလို့ subscribe လေးနေပြီးတော့အားပေးခဲ့ပါအောင်နော်ဒါဆိုရင်တော့ဇလန်လေးကိုအခုပဲစလိုက်ကြရအောင်ပါစာကလေးမလေးဝဝမှာသမီးလေး9ကောင်ရှိပါတယ်ဒါကြောင့်မေရခမဖြစ်သူကရန်ရှာပြီးတော့ဝဝကိုအိမ်ကနေနှင်းချလိုက်ပါတယ်မမေရေတကောက်ဖွင့်ပေးပါဦးတကောက်ဖွင့်ပါဦးမမေရေသမီးလေး9ကောင်နဲ့ကျမပေးသွားရမလဲတကောက်ဖွင့်ပါဦးမမေရေနေသမီးတွေတွေးဖို့ငါမှအစာမရှိဘူးနေစရာလည်းမရှိဘူးသွားထွက်သွားကြဒီတကားကိုလေနင်တို့တဲ့တောင်မှဖွင့်ပေးမယ်မထင်နဲ့တနာစရာကောင်းနေဝဝခမရှက်ကြီးတငယ်ငိုယိုပြီးတော့သူ့သမီးလေး9ကောင်ကိုခေါ်ပြီးမတိမကျွမ်းနေခီးလန်းတစ်ခုကိုထွက်လာခဲ့ပါတယ်ညကမှောင်လေးကအေးနေပြန်တဲ့ရတော့တော်တော်လေးကိုခက်ခဲနေတာပေါ့အမေကရှေ့ကပြန်သမီးတွေကနောက်ကလိုက်လို့ပေါ့ဝဝကသူ့ရဲ့သမီးလေး9ကောင်နဲ့တော်တဲ့ကကျက်တူရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ကိုကျက်တူရဲ့တကောက်ဖွင့်မအောင်ကျမဒုက္ခရောက်လာလို့ပါကိုကျက်တူရဲ့ဒါဝဝရဲ့အတန်ပဲဘာဖြစ်လာတာလဲသွားကြည့်လိုက်ပါဦးကျက်တူရဲ့ကလည်းအချင်းလေးကိုသိရအောင်လို့တကောက်ဖွင့်ကြည့်လိုက်ပါတယ်ဟာဝဝဒီအချင်းကြီးသမီးတွေကိုပါခေါ်ပြီးတော့ဘာကိစ္စလဲဟာဘေးသွားကြမလို့လေကိုကျက်တူရဲ့ကျမတို့ကိုကူညီပါဦးဒီတညလောက်တော့ဒီမှာပေးသေးပါနော်ရခမကြီးကကျမတို့ကိုအိမ်ကနေမောင်းထုတ်လိုက်လို့ပါညကလေးနဲ့ရာသီဥတုကလည်းအေးနေကျမဒီကလေးတွေကိုခေါ်ပြီးတော့ဘေးသွားရမှန်းမသိတော့လို့ပါရှင်ခဏလေးနော်ငါအခုပြန်လာခဲ့ပြီကျက်တူရဲ့ကလည်းအိမ်လေးကိုကြပြကြရောက်ပြန်ဝင်သွားပါတယ်မိမကြီးဝါဝါကသူနဲ့အတူသူ့သမီး9ကောင်တောင်ပါလာတာဟေးသူ့ရောက်ခမကမောင်းထုတ်လိုက်လို့တဲ့အဲ့ဒါဒီမှာတညတည်းပေါ်တွင်ခွင်တောင်းနေကြတယ်အဲ့ဒီလိုမဖြစ်ဘူးလေယောက်ျားရဲ့ဒီအိမ်မှာကျမတို့နှစ်ကောင်နဲ့တင်ကြမ်းညံ့နေပြီလေဝါဝါတကောင်တည်းဆိုတော့သေးတယ်အခုကသူ့သမီး9ကောင်တောင်ပါလာတာဆိုတော့သူတို့ကိုဘေးနားသွားထားမလဲပြီးတော့ဒီမှာတင်းမေဆိုတာကလေဘီနေရကြမယ်မမမသိတာကျက်တူရေကလေတကားဝါစီကိုပြန်ထွက်လာပါတယ်ဝါဝါရေဒီအိမ်မှာကအတိုက်တစ်ခုတည်းရှိတာငါတို့တောင်မှမနေနေရတယ်ဟိုဘက်အိမ်ကကြီးကန်းတွေစီကိုသွားလိုက်ပါလားကြီးကန်းတွေကအဲ့ဒီလောက်လေသဘောထားမဆိုးပါဘူးကိုကျက်တူရေကျမလည်းရှင်ကူညီမေးထင်လို့မျောလေးချင်းနဲ့လာတာပါစိတ်မကောင်းပါဘူးဝါဝါရေငါလေးတော်တော်ချမ်းနေပြီအဲ့ရဝင်တော့မေစကားဆောင်တာနဲ့ကျက်တူရဲကလည်းသူ့အိမ်တကားကိုသူပိတ်ပြီးတော့ဝင်သွားပါတယ်ဝါဝါခမခဏကြောင်ငိုင်းနေပြီးမှမျက်နှာချင်းဆိုင်အိမ်ကိုသွားပြီးတော့တကားခောက်လိုက်ပါတယ်အဲ့ဒါကတော့ကြီးကန်းတွေရဲ့အတိုက်ပါအားလုံးသိကြတဲ့အတိုင်းကြီးကန်းတွေကအစကတည်းကသဘောထားဆိုးကြတာလေဘသူကိုများကူညီဘူးတာရှိလို့လေဟုတ်တယ်မဟုတ်လားကိုကလူရေကိုကလူတကားဖွင့်ပါအောင်ကျမတို့ကိုကူညီပါအောင်ရှင်ကာလူတကားမဖွင့်ပေးလိုက်နဲ့နော်အဲ့ဒါဟိုစာကလေးမဝါဝါပဲသူ့ကလေး9ကောင်နဲ့အိမ်ကနေအမောင်းချခံရလို့ညနေကလေးကနေစရာလိုက်ရှာနေတာဟေးဒီအိမ်မှာဘယ်သူမှမရှိဘူးသွားနေရဘယ်သူမို့လို့ငါတို့ကကူညီရမှာလဲဝါဝါကလေးစိတ်ပြက်လက်ပြန်နေထွက်လာခဲ့ရပြန်ပါတယ်ခိုးကလည်းဝါဝါတို့စာကလေးသားမီးတွေကိုသူ့အိမ်ဘက်ကိုလာနေတာကိုမြင်တော့ပတင်းပေါက်ကိုချက်ချင်းပိတ်ချလိုက်ပါတယ်ပင်ပန်းရွယ်နေတဲ့ဝါဝါခမသမီးတွေကိုခေါ်ပြီးတော့တပင်အောက်မှာဝင်နားလိုက်ပါတယ်မေမေသမီးတို့တွေအေးပြီးတော့တရားတော်မှာလာရင်မေမေသမီးတို့အားလုံးဖျားသခင်စီအတူတူရောက်သွားရင်ကောင်းပြီနော်မေမေဒါဆိုမေမေငိုနေတာကိုသမီးတို့မမြင်ရတော့ဘူးပေါ့မဟုတ်တာတွေမပြောကြပါနဲ့သမီးလေးတို့ရေမိမသမီးတို့ကိုဒီလိုအေးရင်းညမှာအမိုးကတောင်မပေးနိုင်နဲ့အမေဆိုးပါကွယ်မိမိကိုခွင့်လို့ကြပါသမီးတို့ရေခွင့်လို့ကြပါ
မလန်မကန်ကအတိုင်သေးမှထိုင်နေတဲ့တောငှက်ကလေးတစ်ကောင်ကဝါဝါတို့သားမိတစ်ပင်အောက်ကိုရောက်နေတာမြင်တော့ဆင်းလာခဲ့ပါတယ်။အမကြီးကျမအတိုက်ကတစ်ကိုင်း6တွင်နဲ့လှုပ်ထားရတာမို့လို့ပါ။တစ်သားအိမ်သားဆိုရင်ကလေးတွေကိုအေးမခံခိုင်းပါဘူး။အဲ့ဒါကြောင့်ဒီမီးချစ်ကိုယူထားလိုက်ပါရှင်။မီးဖို့ပြီးတော့လှုံးလိုက်ကြနော်။ဒါမှအချမ်းသက်တာမှမဟုတ်ရင်ကလေးတွေကဖျားကုန်လိမ့်မယ်။ညီမလေးရေအမတို့သားမိတွေပေါ်မှာကျေးဇူးကြီးမားလာပါတယ်။ဝါဝါကမိချစ်ကိုယူပြီးမီးဖို့လိုက်ပါတယ်။ဝါဝါရဲ့သမီးလေးခုနှစ်ကောင်ကလေးသူ့ရဲ့မင်းနောက်ဝိုင်းထားလိုက်ကြပါတယ်။အခုတော့သူ့သမီးလေးတွေအေးတန်ကနေလုံခြုံသွားပြီဆိုပြီးဝါဝါကလေးဝမ်းသာသွားပါတယ်။ဒီလိုနဲ့ပဲမီးလုံရင်တကောင်နဲ့တကောင်မီးအိမ်ရင်နဲ့ညတညကိုခက်ခက်ခဲခဲဖြတ်ကျော်လိုက်ရပါတယ်။မနေ့ရောက်တော့ဝါဝါကသူ့သမီးတွေကိုခေါ်ပြီးခရီးဆက်ထွက်လာခဲ့ပါတယ်။ဒီလိုနဲ့ပဲသူတို့သားမိတွေဒီတအုပ်ကနေတခြားတအုပ်တစ်ခုစီကိုရောက်သွားကြပါတယ်။တအုပ်အသစ်ကိုရောက်တော့ဝါဝါကသူ့သမီးတွေကိုတနေရာမှာခဏနားခိုင်းထားတာပေါ့။သမီးတို့ဒီမှာထိုင်ဆောင်ကြနော်။မေမေညာရီဖို့အတွက်နေရာသွားရှာလိုက်အောင်မေ။မေမေသမီးအကြီးပဲညီမလေးတွေကိုသမီးကြည့်ထားလိုက်မေနော်။မေမေစိတ်ချလက်ချသွားပါ။ဝါဝါကလေနောက်10မိနစ်တော့ပဲတော်ရီကိုပြန်တန်းသွားပါတယ်။သူပြန်ရင်နဲ့အတရက်နံတွေပေါ်များလာတဲ့တောတစ်ခုကိုရောက်သွားပါလေရော။ဟာပျော်စရာကြီးပဲ။ဒီမှာသာအတိုက်ဆောက်ပြီးနေလိုက်ရရင်ငါတို့ဘဝလေးအေးချမ်းပြီ။ဝါဝါကလေဒီနေရာမှာပဲအိမ်ဆောက်ဖို့စဉ်းစားလိုက်ပါတယ်။တကိုင်း6တွေကိုရှာဖို့ဟိုဘက်ကိုသွားကြည့်တော့လူတွေပြစ်သွားတဲ့အိမ်အိုကြီးတစ်လုံးကိုတွေ့လိုက်ရပါလေရော။သူကတကားဖွင့်ပြီးအထေးကိုဝင်ကြည့်တော့ဘယ်သူမှမရှိပါဘူး။ဒါနဲ့အထေးကိုဝင်သွားပြီးတမျက်စီးကိုယူကတန်ရှင်းရိလောက်တော့တာပေါ့။အိမ်ကိုအသေးအချာတန်ရှင်းရိလောက်ပြီးတော့မှသူ့သမီးတွေကိုသွားခေါ်လိုက်ပါတယ်။သမီးတို့ရေမိမိနောက်ကနေမြန်လိုက်ခဲ့ကြ။ဝါဝါကလည်းသမီးတွေကိုအဲ့ဒီအိမ်စီကိုခေါ်သွားလိုက်ပါတယ်။ကဲသမီးတို့ရေအခုအမေတို့တွေကဘာမှပူစရာမလိုတော့ဒီမှာအသေးရနံလေးပေါ်တယ်နေစရာအိမ်လေးရပြီဒုက္ခတွေကလည်းအကုန်လုံးပြီးသွားပြီပေါ့ဒီလိုနဲ့ဝါဝါကလည်းသူ့သမီးတွေနဲ့အတူအဲ့ဒီအိမ်ထဲမှာပဲအေးလူလူနေပါတော့တယ်နောက်တစ်နေ့မှာတော့မိုးတွေကတည်ကြည်မေးကြည့်သွားပြီဝါဝါတော့အရင်နေခဲ့တဲ့တောအုပ်မှာရေကြီးပါလေရောအဲ့ဒီတောတွေကငှက်တွေအားလုံးကလည်းရေဘေးရှောင်ရင်ဝါဝါရှိတဲ့တောအုပ်စီကိုရောက်လာကြပါတယ်အခုမိုးတိတ်သွားပေမဲ့ငှက်တွေမှာနေစရာအိမ်မရှိကြပါဘူးဝါဝါရဲ့ရောက်ခမကစားလို့ကြီးကလေးများခိုးကြက်တူရဲ့စုံတွေနဲ့တောငှက်ကလေးတို့အကုန်လုံးကတနေရာထဲမှာပဲစုနေကြရပါတယ်ဒီလိုနဲ့ပဲညရောက်တော့အေးလာပြီးနှင်းတွေကကျလာပါလေရောကျမအိမ်ပတင်းပေါက်ကနေအကုန်မြင်လိုက်ရပါတယ်ကျမအိမ်လေးကကျမရဲ့စိတ်သဘောထားလိုပဲကျေဝန်းပါတယ်အခုအားလုံးအထက်ကိုဝင်ကြပါကျမနေစရာပေးပါမယ်ဝါဝါကလည်းအားလုံးကိုအိမ်ထဲကိုခေါ်သွားလိုက်ပါတယ်အမေဖျားသခင်ကကျမရဲ့ကဲဆိုးမိုးမောင်ကြနေတဲ့နေ့ရက်တွေကိုဖေရှားပေးလိုက်ပါပြီအခုကျမတို့တွေကနေစရာရသွားပြီလေအမေကမောင်းထုတ်ခဲ့ပေမဲ့တငယ်ချင်းတွေစီကတော့ဒီလိုလုံးရမျိုးကျမမမျော်လင့်ခဲ့မိဘူးချွေးမလေးရဲ့အမေတို့ကိုခွတ်လို့ပါနေ့သမီးတွေကတတော်လုံးကအစာတွေကိုစားပြစ်မှကြောက်လို့အမေကမောင်းထုတ်ခဲ့မိတာပါဒီပေမဲ့ကန်တရားကအခုငါကိုနေ့ရဲ့အိမ်တကားဝစီကိုပြန်ပို့လိုက်ပြီဝါဝါကသဘောထားကြည့်တော့အားလုံးကိုစားစရာတွေကြွေးပြီးသူ့အိမ်မှာနေစရာပေးလိုက်ပါတယ်အားလုံးသိကြတဲ့အတိုင်းစားကလေးမလေးဝါဝါရဲ့စိတ်နှလုံးကငကိုတွေကအယမ်းဖြူစင်နေလေဒီဇလန်းလေးကပေးတဲ့သင်ငယ်စာကတော့တစ်ချိန်ချိန်ကြရင်ကိုယ်တိုင်းကလည်းအခက်အခဲတွေကြုံလာနိုင်တာမို့လို့အခက်အခဲတွေကြုံရတဲ့သူတွေကိုအမြဲကူညီပါတဲ့တငယ်ချင်းလေးတို့ရဲ့အခုပြောပြခဲ့တဲ့ပုံပြင်လေးကိုစိုက်နေတတ်တယ်ဆိုရင်တော့လိုက်လေးပေးသွားဖို့မမေ့ပါနဲ့နော်ပုံပြင်လေးကနေသင်ခန်းစာတစ်ခုကိုရရှိခဲ့ပြီဆိုရင် channel လေးကို subscribe လေးလုပ်သွားပါနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေကိုနောက်ထပ်တင်ဆက်ပေးအောင်ပါမလို့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ခေါ်အားကြီးတဲ့ကြီးကမ်းမိုက်
အားလုံးပဲမင်္ဂလာပါရှင်။ Sunbird Story Channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ငှက်ကလေးများရဲ့စိတ်ဝင်စားစရာကာတွန်းလေးတွေကိုနေ့စဉ်တင်ဆက်ပေးမှာမလို့ Subscribe လေးနေပြီးတော့အားပေးခဲ့ပါဦးနော်။ဒါဆိုရင်တော့ဇလန်လေးကိုအခုပဲစလိုက်ကြရအောင်ပါ။တခါကကာလူးဆိုတဲ့အင်အားကြီးတဲ့ကြီးကန်းတစ်ကောင်ရှိပါတယ်။သူကအကျင့်မကောင်းတဲ့ကြီးကန်းတစ်ကောင်ပါ။ဘာဖြစ်လို့လဲဆိုတော့သူကအမြဲတမ်းအားနေနေတဲ့ငှက်တွေကိုအနိုင်ကျင့်ပြီးတော့သူတို့ရဲ့စားတောက်တွေကိုလူယူစားပါတယ်။ဒီနေ့မှာတော့စာကလေးမလေးရီနီကတောထဲမှာပြန်တန်းလာရင်ဖယေကင်းတီကကြီးမားတဲ့ဖယေသီးတစ်လုံးကိုတွေ့တာကြောင့်မြေပြင်ပေါ်ကိုဆင်းသက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲကြီးကန်းကလူကဖယေသီးကိုမြင်ပြီးတော့အဲ့ဒီနေရာကိုရောက်လာပါတယ်။ဒီဖယေသီးကိုကျမရင်တွေ့တာပါ။ဒါကိုကျမပိုင်နေ။မင်းကသိရရတာပဲ။ကောင်းပြီလေဒီဖျေးသီးကိုမြောက်နိုင်နေသူကပိုင်ရှင်မင်းမြောက်နိုင်ရင်မင်းယူသွားပေါ့မဟုတ်ရင်တော့ဒါကိုငါယူမယ်ဟုတ်ပါပြီရှင်ပြောတာကိုကျမလက်ခံပါတယ်ဒီလိုနဲ့စာကလေးမလေးရင်းနေကသူ့ရဲ့တောင်ပန်းတွေနဲ့ဖျေးသီးကိုမကြည့်တာပေါ့ဒီပမေဖျေးသီးကအရန်ကြည့်ပြီးလေးနေတော့လှုပ်တော့မလှုပ်ပါဘူးဦးဒါအရန်လေးတာပဲဒါဆိုငါအလင့်နော်ကာလူကဖျေးသီးကိုလွေကူးစွာပြီးကိုင်းမြောက်လိုက်ပါတယ်ပြီးတော့တခါတည်းအဲ့ဒီနေရာကနေထွက်ပြေးသွားပါတယ်အဲ့ဒီလောက်ရက်ကိုရေနီကအရန်ဒေါသထွက်သွားတာပေါ့အနိုင်ကျင့်တဲ့ကြီးကန်းကငါတို့ကိုဒီလိုပဲအမြင့်လုံနေတော့မှာလားကာလူကတော့သူ့အိမ်ကိုရောက်တဲ့အခါဖျေးသီးကိုခွေပြီးအားရပါရစားတော့ပြီးတော့သူ့ရဲ့အနိုင်ရရှိမှုအတွက်ကျဉ်တဲ့နေတာပေါ့ဖယေတီကရတာရှိလိုက်တာဒီတော့ထဲမှာငါလိုအစမ်းထက်တဲ့ငှက်ဗမာရှိလို့လေငါကငှက်တွေအလုံးရဲ့ဘရင်ပဲမကြခင်မှာဆောင်းရတီကိုရောက်တော့မေးအဲဒါကြောင့်စာကလေးမလေးရင်းနေရဲ့ကျက်တူရဲ့လေဂေရီရဲ့ခိုကလေးခါရူရဲ့အေးတဲ့ကိုခံနိုင်တဲ့အတိုက်တစ်ခုဆောက်ဖို့အတွက်ပြင်ဆင်နေကြတာပေါ့ဒီနေ့ဆောင်းရတီကအရင်ကတည်းကပို့ပြီးတော့အေးမေးတဲ့ဟုတ်လားရင်းနေဒါဆိုရင်ရွေးဖွေးဖို့အတွက်ငါတို့ကြိုပြီးတော့ပြင်ဆင်ရမယ်။သူတို့တွေအဲ့ဒီလိုပြောနေကြတော့မှကြီးကန်းကလူကအဲ့ဒီနေရာကိုရောက်လာခဲ့ပါတယ်။နေတို့တွေဘာလုပ်နေကြရလဲ။မနေ့တည်းကဒီတစ်ပင်နဲ့အလုတ်ရှုံနေကြတာအခုလည်းမပြီးကြသေးဘူးလား။နေရငါတို့စီကအရာအလုံးကိုလူယူခြင်းနဲ့ကြီးကန်းစုပ်ပဲအခုရောဘာလာရှုပ်ပြန်ပြီလေ။ဟုတ်တယ်လေ။အခုလေဒီတစ်ပင်ကိုလာယူတာကာလူကစကားဆုံးဆုံးချင်းမှပဲငှက်ကလေးတွေအတိုက်လုံနေတဲ့တစ်ပင်ကိုမပြီးတော့ထွက်ပြေးသွားပါတယ်ကြံခဲ့တဲ့ငှက်ကလေးတွေအားလုံးကတော့ကြီးကန်းကိုကြည့်နေရုံကလွယ်ပြီးဘာမှမတက်နိုင်ရှာပါဘူးရင်းနီကသူ့ရဲ့အတိုက်ထဲမှာဝမ်းနေစွာနဲ့ထိုင်ဆင်းစားနေခဲ့ပါတယ်ငါသာကာလူလိုအားကြီးမေးဆိုရင်တိတ်ကောင်းပါပဲအဲ့ဒီခါကျရင်သူ့လိုသူများတွေကိုအနိုင်မကျင့်ဖို့ငါစူးစမ်းရမယ်သူ့ရဲ့လောက်ရက်တွေကအရန်ဆိုးတယ်ရေနီလေအဲ့ဒီလိုတွေးပြီးတော့အဲ့ရဝင်ခဲ့တာပေါ့ရေနီမင်းကအစွမ်းထက်ချင်တာလားဟုတ်ပါတယ်ကာလူကိုအခုလိုမျိုးတွေမလုပ်အောင်တားချင်နေသူကြောင့်တခြားသူတွေအားလုံးစိတ်ညစ်နေရပြီကောင်းပြီလေငါမင်းကိုစိတ်တစ်ခုပေးမယ်အဲ့ဒါကိုတောက်ပြီးတဲ့အခါကြီးကန်းလိုပဲအားကြီးလာလိမ့်မယ်ဒါဆိုကျမကိုပေးပါအဲ့ဒီဆရာဗမာလေးတကယ်တော့ရေနီကစိတ်ဆွေးပြီးတော့အိမ်မက်မှန်နေရပါသူ့လက်ပြီးတော့မျက်လုံးပွင့်လာတဲ့အခါဦးငါအိမ်မက်မှန်နေရပါလားအိမ်မက်သေးကအတိုင်းတကယ်ဖြစ်လာပါစေလို့ငါဆုတောင်းပါတယ်ဒီလိုနဲ့မနက်မိုးလင်းတဲ့အခါရေနီကသူ့ရဲ့တိုက်နှဘေးမှာအနီရောင်စစ်ပလေးလေးတစ်ခုကိုတွေ့လိုက်ရပါတယ်အဲ့ဒီအခါအိမ်မက်သေးကအတိုင်းတကယ်ဖြစ်လာပြီဆိုတာကိုသူသဘောပေါက်လိုက်ပါတယ်ဟာဓမ္မနီညာကအိမ်မက်သေးမှာနှစ်သမီးပေးခဲ့တဲ့စစ်ပလိမ့်မေဒါကိုတောက်ပြီးရင်အိမ်မက်သေးကအတိုင်းတကယ်ဖြစ်လာတော့မှာပဲရင်းနီလေးဘာမှထက်ပြီးတော့စဉ်းစားမနေတော့ပဲစစ်ပလိမ့်ကိုဖွင့်ကမောတောက်လိုက်ပါတယ်ဆေးရည်အားလုံးကုန်သွားတဲ့အခါရင်းနီကအရှင်ကားနဲ့မတူတော့ပဲအားအင်တွေပြေးဝလာသလိုခံစားလာရတယ်သူလေးစက်သက်ချင်တာနဲ့အဝတ်တွေအများကြီးကိုအတောင်ပံတစ်ဖက်ထင်းနဲ့မားကြည့်လိုက်တာပေါ့ဟိုး
ငါအင်အားကြီးလာပြီပဲဒါဆိုကြီးကန်းကိုရှင်ပြန်နိုင်တော့မယ်သူ့ရဲ့မကောင်းတဲ့လုပ်ရက်တွေကိုတားဆီးနိုင်တော့မယ်ရေနီကကြီးကန်းကာလူရှိတဲ့နေရာကိုလာခဲ့တဲ့အခါမှာကာလူကဟေးရေနီပါလားငါတို့တောထဲမှာအတူတူအစာရှာထွက်ကြမလားကောင်းပြီလေအစာတွေကိုရတဲ့အခါတခြားငှက်တွေကိုဝေးမျှကြတာပေါ့ရေနီကလည်းကာလူခေါ်တဲ့နောက်ကိုလိုက်ပြီးတော့အတူတူအစာရှာဖို့လက်ခံခဲ့ပါတယ်အဲ့ဒီနောက်သူသီးတွေစပားတွေကိုအတူတူရှာဖွေခဲ့ကြတယ်ချင်းနောက်ထဲမှာအစာတွေအလုံးပြည့်သွားတဲ့အခါရေနီနဲ့အလောင်းစားလုပ်ပြီးတော့ဒီအစာတွေအလုံးကိုငါအပိုင်သိမ်းရမယ်ရေနီဒီချင်းနောက်ကိုမပြီးတော့အင်ကိုယူသွားနိုင်တဲ့သူကအစာတွေအလုံးကိုပိုင်နေသူအဖြစ်တတ်မဲ့မကောင်းဘူးလားโอเคကလူမင်းရလောင်းစားကိုငါလက်ခံနေအဲ့ဒီတော့ပြောပြီးတော့ရေနီကချင်းနောက်ကိုမကတခါတည်းပြန်ထွက်သွားပါတယ်ကြီးကန်းကလည်းအဲ့ဒီအဖြစ်ပြက်ကိုမြင်တဲ့အခါအံ့ဩသွားတာပေါ့ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲစားကလေးကဒီချင်းနောက်အလေးကြီးကိုတင်နိုင်နေဆိုတာမဖြစ်နိုင်ဘူးကာလူကမကျင်းနဲ့ပဲရေနီရဲ့အိမ်ကိုလိုက်သွားခဲ့ပါတယ်မင်းပါလို့အဲ့ဒီလောက်ထိအားကြီးနေရတာလေငါ့ကိုပြောပြပါအောင်ဒီကိစ္စကိုဘသူ့ကိုမှမပြောဘူးလို့ဆုံးဖြတ်ထားပေမဲ့မင်းကငါပြောပြမယ်ဒါပေမဲ့နေလှုပ်ဝက်ထားရမယ်နော်စိတ်ချပါငါဘသူ့ကိုမှမပြောငါတက်တူရေးစီကအနီအောင်ဆေးရည်တွေကိုတောက်လိုက်ပြီးအခုလိုတမ်းမာလာတာပဲရေနီစီကအဖြေကိုရတာနဲ့ကာလူကချက်ချင်းပြန်လာခဲ့ပါတယ်ကာလူပြန်သွားတော့ရေနီကလည်းတက်တူရေးဂီရီစီကိုလာခဲ့ပြီးတော့ကာလူကိုပညာပေးမယ့်အကြောင်းတိုင်ပင်ခဲ့တယ်ဂီရီကလည်းရေနီပြောတဲ့အတိုင်းလိုက်လို့ဖို့လက်ခံခဲ့တာပေါ့ကာလူကတော့ငါလေးတက်တူရေးစီကအနီအောင်ဆေးကိုယူပြီးတောက်ရမယ်ဒါမှပို့ပြီးတော့အားကြီးလာမှာဟိုစားကလေးစုပ်ထက်ပို့ပြီးအားကြီးမှအရင်လိုငှက်ပြီးဖြစ်မှာဘယ်သူမှငါ့ကိုမနိုင်စေရအောင်ကာလူကအဲ့ဒီလိုတွေးပြီးတော့တက်တူရဲ့ဂီရီစီကိုထွက်လာခဲ့ပါတယ်နေရီနီကိုပေးခဲ့တဲ့အနီအောင်ဆေးကိုငါ့ကိုလေးပေးပါနေရလေငါတငယ်ချင်းပါပဲနေကိုလည်းပေးလို့ရပါတယ်ဂီရီကအနီအောင်ဆေးပလင်းတစ်ခုကိုယူပြီးတော့ကာလူကိုပေးလိုက်ပါတယ်ဆေးပလင်းရတာနဲ့ကာလူကပြောပြီးချက်ချင်းအိမ်ပြန်သွားတာပေါ့ဆန္ဒပြင်းပြနေတဲ့ကြီးကန်းကအိမ်ရောက်တဲ့အထိမစောင့်နိုင်တော့ပဲလမ်းမတင်ဆေးကိုတောက်လိုက်ပါတယ်အဲ့ဒီအခါသူ့ရဲ့လေပင်တွေကပူလာပြီးတော့မခံမရနိုင်ဖြစ်လာပါတယ်အာပူလိုက်တာသေပါပြီငေုံသီးရည်တွေပါလားကာလူဖြစ်ပြနေတာကိုတခြားငှက်ကလေးတွေကကြည့်ပြီးတော့ဝိုင်းရီကြတာပေါ့ကာလူနေရငါထက်ပို့ပြီးတော့တန်မာချင်တာလားငါရဲ့ငရုတ်သီးရဲ့ဆန်းကိုနေသိပြီလားဒီနေ့အရင်ပြောတာပဲနေငါတို့ကိုရှင်းပြိုင်ခြင်းသေးလားကာလူငှက်ကလေးတွေကဝိုင်းပြီးတော့လှောင်ပြောင်ကြတဲ့အခါကာလူကလည်းရှက်ပြီးတော့အော်ဟစ်ကအဲ့ဒီနေရာကနေထွက်ပြေးသွားပါတယ်အဲ့ဒီအချိန်ကစပြီးကြီးကန်းကာလူကသူများတွေကိုပတော့မှအနိုင်မကျင့်တော့ဘူးပေါ့ကွယ်ချီရတဲ့တငယ်ချင်းလေးတို့ရဲ့တငယ်ချင်းတို့ကလည်းအားနေတဲ့သူတွေပေါ်မှာပတော့မှအနိုင်မကျင့်ရအောင်နော်ဝတ်ဆိုတာအမြဲတမ်းလေတတ်တယ်ကွယ်အခုပြောပြခဲ့တဲ့ပုံပြင်လေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့လိုက်လေးပေးသွားဖို့မမေ့ပါနဲ့နော်ပုံပြင်လေးကနေသင်ခန်းစာတစ်ခုကိုရရှိခဲ့မယ်ဆိုရင် channel လေးကို subscribe လေးလုပ်သွားပါနော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေကိုနောက်ထပ်တင်ဆက်ပေးအောင်ပါမလို့ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်